ဒီနေ့ပွဲတဲ့လူချင်းရဲ့တိုက်စစ်မှာတော့ဂျွန်နမတ်9မမာလာမြင့်ယောက်ျားဂျွန်နမတ်28မပြေဖြိုးနှင်းယောက်ျားဂျွန်နမတ်8မခိုင်လေးယောက်ျားတို့ပွဲထွက်လာခဲ့တာဖြစ်ပါတယ်ကွင်းလယ်မှာတော့ဂျွန်နမတ်9မနန္နာကျော်ယောက်ျားဘိုးအခန်းစင်းမှာတော့ဂျွန်နမတ်4မသိမ့်သိမ့်သူယောက်ျားဘိုးသမားနေရာမှာတော့မတန်တန်စိုးယောက်ျားနဲ့ဂျွန်နမတ်10နေရာမှာတော့မမရဲ့မောင်လေးကပါဝင်ပွဲထွက်ကစားသွားမှလည်းဖြစ်ပါတယ်မြင်တွေ့ရတဲ့မဲ့တစ်ဖက်ကတစ်တော့ဆယ်လီမမများအသင်းကလည်းအတောင်တင်းဆုံးလူစင်းနဲ့ပွဲထွက်လာခဲ့တာဖြစ်ပြီးဒီနေ့ရဲ့ပွဲတဲ့လူစင်းမှာသူတို့အသင်းရဲ့အားထားတဲ့ကစားသမားတွေဖြစ်ကြတဲ့တင်နေကြီးတင်နေလာနဲ့တင်နေညိုတို့အပြင်တိုက်စစ်မှာအခုတလုံးနာမည်ကြီးနေတဲ့လူငယ်ခြေတက်ကစားသမားလေးတူဖြစ်တဲ့မလုံးလုံးမှာပါဝင်ရှင်ပြိုင်ကစားသွားမှလည်းဖြစ်ပါတယ်ဒါကြောင့်မခင်မမြင်ယောက်ျားတို့အသင်းအနေနဲ့တော့အထူးဂရုစိုက်ပြီးတော့ရှင်ပြိုင်ကစားသွားရမယ်ဒီမှာဝေးရနေလက်ကန်နဲ့ဇီးသီးတွေကြွေကြကုန်ပြီဗျာဒီချိန်မှာပဲနံပါတ်3ကစားသမားတွေဘောလုံးပွဲကိုခစ်တာခဏရနာပြီးတော့ဇီးသီးကောက်နေကြပြီလည်းဖြစ်ပါတယ်ကျွန်တော်ရက်ွက်တွေကဘောလုံးပြိုင်ပွဲမှာတော့ water break အစားဇီးသီး break ဆိုပြီးတော့သတ်မှတ်ထားတာဖြစ်ပြီးဇီးသီးတရေကြတဲ့ပွဲတွေမှာဇီးသီးအများဆုံးကောက်နိုင်တဲ့အသင်းကအနိုင်ရရှိမှာဖြစ်တဲ့အကြောင်းအစီအစဉ်တင်ဆက်ရင်းနဲ့ဒီနေ့တော့ဒီလောက်နဲ့ပဲရနာဝင်ပြုပါ